ခမားတို့အလောက်ပြန်နောက်ကျလို့တက်စီငှားစီးဘူးလားကားပေါ်ရောက်တာနဲ့ဖုန်းကြည့်နေတာမျိုးဒါမှမဟုတ်မှန်ပတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတာမျိုးလုပ်လိရှိမှာပါဒါပေမဲ့ခမားတို့ရှေ့ကကားမောင်းနေတဲ့ driver ရဲ့မျက်လုံးတွေကိုမှန်တဲ့ကနေတေချာကြည့်ဘူးရဲ့လားသူကတော့ခမားကိုဘာလို့ခဏခဏလှည့်ကြည့်နေတာလဲဆိုတာတွေးဘူးလားကျွန်တော်နာမည်ကဦးကျော်ပါရန်ကုန်မြို့ရဲ့ညနက်တန်းခေါင်ရံတွေမှာတက်စီမောင်းစားနေတာဆယ်စုတစ်ခုမကတော့ဘူးလောကကြီးမှာမကြုံဘူးတာမရှိဘူးလို့ကိုထင်ခဲ့တာဒါပေမဲ့လွန်ခဲ့တဲ့တစ်ပတ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်ကတော့ကျွန်တော်ကိုကောင်းမောင်းရမှာတော့ကြောက်သွားရှိခဲ့တယ်အဲ့ဒီညကမိုးကတတဲမမြဲရွာနေတာညတနာလီခွဲလောက်မှရန်ကုန်အင်းစိန်လမ်းမပေါ်မှာကောင်မလေးတစ်ယောက်လက်တားတယ်သူကအဖြူရောင်ခါဝန်ရှေးကြီးဝတ်ထားပြီးထီးလည်းမပါဘူးထူးဆန်းတာကမိုးကဒီလောက်ရွာနေတာတောင်သူ့အင်ကြီးတွေက၆တွေ့နေတာပဲဦးလေးရေဝေးဘက်ကိုလိုက်ပို့ပေးပါလားသူ့အတန်ကအရန်အေးဆက်လို့ကျွန်တော်နားထဲမှာရေခိုက်တိုက်သွားသလိုပဲကျွန်တော်လဲခေါင်းငိတ်သေးတကားဖွင့်မိလိုက်တယ်သူကားပေါ်တက်လာတဲ့အချိန်မှာကားထဲကိုပန်းနံလိုအပုတ်နံလိုအနံ့တစ်မျိုးကရုတ်တရက်လွှမ်းသွားတယ်။သမီးဒီချိန်ကြီးတယောက်ထဲလားလို့ကျွန်တော်စကားဆက်ကြည့်တယ်။သူကပြန်မဖြေဘူး။နောက်ကြည့်မှန်ကနေလှမ်းကြည့်တော့သူကခေါင်းငုံထားပြီးသူ့ရဲ့စပင်ရှည်ကြီးတွေကမျက်နှာကိုဖုံးနေတယ်။ကားမောင်းကြီးနဲ့ကျွန်တော်ထိတ်လန့်သွားတာတခုကကားလမ်းမဲကလမ်းမီးတိုင်တွေကိုဖျက်တဲ့အချိန်တိုင်းမှာနောက်ခန်းကလူရိတ်ကပျောက်သွားတာပဲအလင်းရောင်အောက်မှာနောက်ခန်းကလူမရှိရလို့ဖြစ်နေပြီးမှောင်တဲ့နေရာရောက်ရင်လူရိတ်ကပြန်ပေါ်လာတယ်။သမီးနေမကောင်းမလားလို့ထပ်မိတယ်။အဲ့ဒီအချိန်မှာသူကဖြည်းဖြည်းချင်းခေါင်းမုတ်လာတယ်။နောက်ကြည့်မှန်တယ်မှာကျွန်တော်မြင်လိုက်ရတာကသူ့မျက်နှာမှာနှာခေါင်းမရှိဘူး။ချောင်းဝင်နေတဲ့အပေါက်ကြီးနှစ်ပေါက်ပဲရှိတယ်။သူကကျွန်တော်ကိုကြည့်ပြီးပြုံးပြလိုက်တယ်။သူ့သွားတွေကတန်ကြီးတက်နေတဲ့တန်ချောင်းတွေလိုပဲမဲနက်နေတာကျွန်တော်ကြောက်လန့်သစားနဲ့ဘရိတ်ကိုအတင်းနှင်းလိုက်တယ်ကားကလမ်းဘေးကိုထိုးရသွားတယ်ဒါပေမဲ့ကျွန်တော်နှုတ်ကိုလက်ကြည့်လိုက်တဲ့အချိန်မှာဘယ်သူမှမရှိတော့ဘူးကားတစ်ခါကလည်းပိတ်ရတာဒါပေမဲ့ကားနောက်ခန်းထိုင်ကုန်ပေါ်မှာတော့ရေညှိတွေနဲ့ရွှွ့နွံ့တွေပေချန်နေခဲ့တယ်ကျွန်တော်တွန်ရင်နဲ့ကားကိုပြန်မောင်းဖို့ကြိုးစားတယ်ဒါပေမဲ့အင်ဂျင်ကနိုးမရတော့ဘူးအဲ့ဒီအချိန်မှာကားမှန်တွေအားလုံးမှာလက်ဝါးရာတွေတဖြည်းဖြည်းပေါ်လာတယ်အပြင်ဘက်ကနေတဆုံအယောက်ကကားကိုဝိုင်းရိုက်နေသလိုပဲဝုန်းရုတ်တရက်ကားရဲ့ရှေ့လေးကမှန်ပေါ်ကိုအဲ့ဒီမိန်းကလေးပြုတ်ကျလာတယ်သူ့ရဲ့ညက်နာကမှန်နဲ့ကတ်နေပြီးသူ့ရဲ့ပတ်ဆက်သေးကသွေးတွေအန်ချလိုက်တယ်သူကလက်သေးတွေနဲ့မှန်ကိုချစ်ရင်ဦးလေးကျမကိုအိမ်ပြန်ပို့ပေးပါကျမအေးနေပြီလို့အော်နေတယ်ကျွန်တော်ကြောက်လန့်ပြီးမျက်စိမှိတ်ဆုတောင်းနေမိတယ်ခဏကြာတော့အတန်အားလုံးတိတ်သွားတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်တော့မိုးကတိတ်နေပြီပတ်ဝန်းကျင်ကလည်းပြောင်းလဲသွားတယ်ကျွန်တော်ရောက်နေတာကရေဝေးသူ့တာရန်ရဲ့အလေတက်တဲ့မှာလမ်းကြားလေးတစ်ခုမှာကျွန်တော်ကားပေါ်ကဆင်းပြီးအသက်လူပြေးဖို့လှုပ်တုံးမှာကားနောက်ခန်းကနေဖုန်းနံမြည်လာတယ်ကြည့်လိုက်တော့ကျွန်တော်ဖုန်းမဟုတ်ဘူးခုံပေါ်မှာကြံခဲ့တဲ့ဟောင်းနှဲနဲ့ဟုံးအစုပ်လေးတစ်လုံးဖုန်းကိုကင်လိုက်တော့တစ်ဖက်ကအတန်ကအဖေကိုတက်စီသမားတစ်ယောက်ကတိုက်ပြီးထွက်ပြေးသွားလာ9နှစ်ရှိပြီနော်သမီးဒီနေ့အဖေစီလာခဲ့မယ်ကျွန်တော်အေးခဲသွားတယ်လွန်ခဲ့တဲ့9နှစ်ကကျွန်တော်မူးပြီးကားမောင်းရင်းနဲ့လူတစ်ယောက်ကိုတိုက်မိခဲ့ဘူးအဲ့ဒီလူကတေသွားခဲ့တယ်ကျွန်တော်ကတော့ကြောက်ပြီးထွက်ပြေးခဲ့တာရုတ်တရက်ကျွန်တော်ပခုံးပေါ်ကိုအေးဆက်တဲ့လက်တစ်ဖက်ကလာတင်တယ်ဦးလေးရောက်ပလားတဲ့ကျွန်တော်လှည့်ကြည့်လိုက်တော့အဲ့ဒီမိန်းကလေးကကျွန်တော်နောက်မှာရပ်မိတယ်သူ့လက်ထဲမှာဓာတ်ပုံတစ်ပုံကိုကင်ထားတယ်
အဲ့ဒီဓာတ်ပုံထဲကလူကကျွန်တော်တိုက်မိခဲ့တဲ့လူကြီးပဲအဖေကဦးလေးကိုစောင့်နေတယ်အဲ့ဒီညကစပြီးဦးကျော်စုရဲ့တက်စီသမားကိုဘယ်သူမှပြန်မတွေ့လုံးရေဝေးသူ့တာရန်ထဲမှာတော့ညတိုင်းတက်စီဦးကြီးတစီကဟွန်းတီးထန်တယ်ပေးနေတတ်တယ်လို့ဆိုကြတယ်